အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီကျမတို့တိုင်းရနေပြီးတော့ဒေါ်လာပြည်သူတွေတည်ပြီးစရာခုရှိရပေါ့နော်ကျမတို့တိုင်းရနေပြီးတော့ရဲဘော်တွေစုပေါင်းပြီးလုပ်မဲ့ campaign လေးတစ်ခုအကြောင်းပေါ့နော်အဲ့ campaign လေးလုပ်ဖို့ရှိရပေါ့နော်အဲ့ဒါကိုဒီ video လေးကိုအဆုံးထိအောင်ကြည့်ပေးကြပါဦးလို့နော်အခုလဲကျမကအဲ့ campaign နဲ့ပတ်သက်ပြီးရဲဘော်တွေဘာလုပ်နေလဲဆိုရင်သွားကြည့်မယ်ပေါ့နော်အဲ့တစ်ချက်လောက်လိုက်ခဲ့ပါဦးခုပေါ့နော်ကျမတို့ဒီ campaign နဲ့ပတ်သက်ပြီးတော့ရဲဘော်တွေဘာလုပ်နေလဲဆိုတော့ချက်လောက်မေးကြည့်မယ်ပေါ့နော်ရဲဘော်ဒီနေ့ဘာအတွက်ဘာလုပ်နေကြလဲပေါ့နော်ယူဖောင်းနေနေဆိုတော့လေတိုင်းရလူတွေခေါ်ဖို့တော့ပေါ့နော်ဗီဒီယိုလေးရိုက်เสียရှိလို့ယူနီဖောင်းတွေပို့နေအဲ့ဆိုလို့ရှိရင်ဒီနေ့ campaign အတိုင်းရင်လူတွေခေါ်မဲ့ campaign အတွက်ပေါ့နော်ပြင်ဆင်နေတာပေါ့โอเคပေါ့နော်အခုဆိုရင်ရဲဘော်တွေကဒါယူနီဖောင်းလဲနေရပေါ့နော်ယူနီဖောင်းလဲနေရကကျမတို့လုံးမဲ့ campaign လေးအတွက်ပေါ့နော်ဒီ campaign မှာဘယ်လိုတွေလှုပ်ဆောင်သွားမယ်ဘယ်လိုဗီဒီယိုဘယ်လိုတွေရိုက်ကူးသွားမယ်ဆိုတာကိုဒေါ်လာပြည်သူတွေကဒီဗီဒီယိုလေးကိုစောအောင်ကြည့်ပေးကြအောင်ပေါ့နော်ဒီနေ့တော့ငန်းကိုင်းနေလောရတာဆင်ပြေလားပြေဘူးကွာဟာတယ်ထားကွာညနေဘယ်လိုလဲလာတော့ဘယ်နဲ့ဘလို့ဆိုနိုင်ငံရေးအချင်းတွေလည်းမင်းတို့ပြည်ရဖြစ်မှာဟိုကြားရတာအေးရောက်ွယ်လည်းနေနေပြီဒီရွေးကောက်ပွဲငါမင်းမထည့်နိုင်ဘူးရှင်ဒီလိုပါလေမင်းတို့ပဲစဉ်းစားပါငါထည့်လိုက်တယ်မြဲတယ်ဒီလက်နဲ့ဒီလည်းပြင်မခံတော့အဲ့ကွာဘယ်လိုပါပဲအားလဲညဆိုကိုယ်အိမ်မှာနေကိုမိသားစုပြေးရတော့မှဒီနာလာစစ်တပ်ကလည်းအင်အားလျှော့လာတဲ့ဒီပြည်သူတွေမျိုးတွေပေါ်မှာလဲနော်ပေါ်တာတွေပါညာတားဆွဲနေအောင်ဒီလိုမျိုးပေါ်တာဆွဲတဲ့နေထားမှာငါတို့အနေနဲ့ခုတော့ငါတို့အနေနဲ့ရွေးချက်မှရလားဆုံးဖြတ်မှရလားတော့ကြတော့မင်းတို့အနေနဲ့ဘယ်လိုမျိုးလုပ်ချင်အားတော့ဒီလက်နဲ့ပြင်မခံနိုင်မပေးဘူးကဲမြေပြင်မှာနိုင်ငံလုံးနေဖွဲ့စည်းတစ်ခုသွားတယ်ဘယ်လိုစဉ်းစားရမလဲအဲ့လိုမှစဉ်းစားထားတာတိကျပြီဆိုလို့ရှိရင်ငါဒီအတိကိုတယောက်ကဒီဖွဲ့ရဲမှာရှိတာပေါ့သူနဲ့ငါဆက်သွယ်ကောင်းကောင်းရတယ်ဆက်သွယ်ကောင်းကောင်းရတဲ့အနေထားမှာမင်းတို့မှတကယ်လက်နက်ကင်နှမ်းကြုံကိုရွေးမှမှတိကျပြီဆိုလို့ရှိရင်အဲ့ဒီအတိကိုတယောက်နဲ့ငါချိတ်ဆက်ပြီချိတ်ဆက်တာဟုတ်ပါတယ်ကြီးယုံကြည်သိချလို့ရရင်လားယုံကြည်သိချဖို့ကတော့ဒီယုံကြည်သိချဟိုယာလားမရဘူးဆိုတဲ့အတိုင်းကဖွဲ့စည်းရမှာထဲထဲဝင်ဝင်တကယ်ကိုလုပ်ကြည့်ပြီးမှငါတို့ကတီးရမှာလဲဆိုလို့ခုငါကြည့်တော့နေထားတော့ဒီလိုဖွဲ့စည်းဒီလိုမှာထောက်ခံတယ်အားကောင်းတယ်ပေါ့ကွာဒီလိုယုံကြည်ရတဲ့ဖွဲ့စည်းတူလည်းဖြစ်တယ်ဒီငါကြည့်တဲ့လောက်ကတော့ကျွန်တော်တော့အခုခိုင်မချော့တန်ရင်ရောမနက်ဌာနတွင်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မှုစုဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုခိုင်မချော့တန်ရင်ဆိုရင်ဖြင့်နယ်မျိုးနယ်ကြည့်ရမြတော်လည်းရတဲ့ဦး MVR မှာတဆင့်ကျွန်တော်တို့အခုခိုင်မချော့တန်ရင်လို့ရက်ဒီလာဒီမှာ9ရက်9လ2022မှာယနေ့အချိန်ကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုခိုင်မချော့တန်ရင်ဆိုရင်ဖြင့်ဒေါ်လာပြည်သူများမှာစီစဉ်လာဒီဒေါ်လာရေးရပုံငွေများကိုမြည်တို့မြည်ဖို့မြည်တိကဏဒီနာအတုံးပြနေဒီကိုဒေါ်လာပြည်သူတဦးတယောက်ချင်းမြည်သူမစိုးလာရောက်စုံစမ်းတုံးတက်နိုင်ပါတယ်ခင်ဗျနိုင်ငံရေးတုံးတက်ချက်များအရယခုချိန်ကာလဆိုရင်ဖြင့်ဒီကောက်ပွဲနိကလာဒီနဲ့မြမိမိဆန္ဒအလျောက်ဆန္ဒမဲမထည့်လို့လူများမြို့နယ်ကြည်ရအတီးတီးရှိလူငယ်များအနေဖြင့်နိုင်ငံရေးကိုစိတ်ပါဝင်စား၍ဒေါ်လာရေးလှုပ်ချင်သူများအနေဖြင့်ကျွန်တော်တို့ရဲ့ဘခုတ်ကူခိုင်မှတ်ချော့တန်းကိုယုံကြည်စိတ်ချစွာဝင်ရောက်နိုင်ပါတယ်ခင်ဗျာနိုင်ငံရေးကိုစိတ်ဝင်စား၍ဒေါ်လာရေးလှုပ်ချင်သူများအနေဖြင့်ကျွန်တော်တို့ရဲ့ပခုတ်ကူခရိုင်မှတ်ချောက်တဲ့ရင်ပိတ် Messenger မှာတစ်ဆင့်ဆက်လာရောက်ဆက်တွေစုံစမ်းနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ပခုတ်ကူခရိုင်မှတ်ချောက်တဲ့ရင်မှာကြိုးဆိုပါတယ်